သူမဟာဖခင်ရဲ့ရဲ့သူမတကယ်ရခဲ့တဲ့အမွေကပါဝါ54မဟုတ်ဘယ်သူမှလူယူလို့မရနိုင်တဲ့အောင်ဆန်းရဲ့ရုံးဝင်သူမကိုဖြစ်စည်းနိုင်တဲ့တရားကပြည်သူရဲ့အားသူမကိုရင်းရစေတဲ့တရားကဒီမိုကရေစီရဲ့အလားတရားယာရုအာဏာဝင်ကြီးအသက်ပေးနဲ့လိုက်စားလို့ရင်းသွားလာတာသူမဟာပေါက်လို့ပဲစားကလေးဘဝတွင်မဟုတ်နောက်ဆုံးသွေးနဲ့ဆက်ပြီးရဲရဲကပ်တဲ့အောင်ဆန်းရဲ့ဖြစ်အစ်ဘယ်တော့မှမင်းနဲ့မတော်ဘူးဖြစ်အာနာကနဲ့ပြောင်းသွားကလာတဲ့မိမပါဝါဆိုတာသစ္စာနဲ့တတိရှိမှရနိုင်တာမျိုးဖြစ်လို့မိမထိုးပြတဲ့သူမလူတော်ဆန်တွေလေးစားရတဲ့သူမလူတော်တွေပေါ်လေးစားခဲ့တဲ့သူမလူအစ်စ်တွေရဲ့ယုံကြည်မှုကိုရယူနိုင်ခဲ့တဲ့သူမဒီနိုင်ငံကဘုရားကကြားကကောင်းကောင်းလူအားလုံးအတွက်ဘဝရဲ့အချိန်အများစုကိုကြည်ခဲ့တဲ့သူမဆန္ဒနဲ့ဘဝအချက်ချင်းကြပါစေ။ Amen.